မင်္ဂလာပါရှင်အခုဆိုရင်ခုတို့ဒဝက်မျိုးနဲ့ကင်းရှင်းကျွေးရာသူစာဆွေးရဲ့အေကိုမွေးနေ့ supply လုပ်ဖို့တွားရမည်ဖြစ်ပါတယ်ရှင်ဒီ supply လေးကိုတော့မလေးရှားနိုင်ငံချစ်ဖေဖေနဲ့ချစ်မေမေမှညီမတယောက်နေ3ယောက်တွားပြီးလုပ်ခိုင်းတာဖြစ်ပါတယ်ရှင်ကဲဖူးတို့နဲ့တူဘယ်လို supply မျိုးဖြစ်မယ်ဆိုတာရေခိုစာနဲ့နက်နက်သီးတွေစားပြီးလိုက်ခဲ့ကြပါဦးရှင်မင်္ဂလာပါရှင်သူစားဆွေးလာမီအဘလာမိမချောမဒီလာမဒီလာဒီရဲ့အမျိုးခေါ်ဝဲနိုမလိုက်ထားမလို့ပြောဘူးပဲဟုတ်ပါပြီမင်္ဂလာပါမီခေါ်နမဲသူစားဆွေးခေါ်ရှင်သူစားဆွေးအဘလာရှင်ဒီလာမဒီလာလိုက်ထားမပြောဘူးရှင်လိုက်ထားမပြောဘူးပဲအဘလာအညပြောဘူးပဲလိုက်ထားမနေကလေးနော်မနေsupply ก็แต่งในเดียวคู่กันนะใช่มาပြောนะစီချတာလားစီချတာလားဟုတ်လားအဲ့ဒါစီချတာရလာလဲစီတာမီဒီရရှိအောင်လားဟုတ်လားရလာလဲစီတီလားဒီရရှိရှိမကေလဲရောနေပြီဆိုတော့ရလာလဲစီတာsupply လာလာထားရှိ supply လာဒေါ်နီနီထေရှိဒေါ်နီနီထေဟုတ်လားရှိမမင်းနမလားရှိဟုတ်ပါပြီဖေဖေနမရဦးသောရွှေရှိဦးသောရွှေမချမ်းနမဟန်မျိုးခေါ်ဝဲနီလေးရှိဟုတ်ပါပြီအမမျိုးဘဝမှာမွေးနေ့ supply တက်ခိုင်းရပူလမ်းပြီခါတက်ခိုင်းရပူသေးရအတကပါတမဦးစက်တက်ခပဲရှိရေထမဟန်မျိုးခံစားရတယ်ပြောလားအဲ့နဲ့ဒီပြောဝဲရတယ်ပြောဝဲဖေဖေမမေးလေကြာပြီလားသွားလေကရှိကြာပြီအော်ညီမဟန်နေရှိမေနေရရှိမေကြီးစိလားရှိညီမကနေရောအဘလားအဆူညီမမမလေးမပဲရှိမလေးရှားမလားအဆူလောအခု supply တိုင်ပြလေပဲနော်ဖက်တူဖောက်လာပြလေစိတ်ထားမေမေဖေကျမညီမရှိဟုတ်ပါပြီတော့ဆာမဟုတ်ပါပြီဖေဖေရဲ့မေမေရဲ့ညီမလေးရဲ့တော့ရတိုင်ပြလေရဲ့မိမီရောရောတဲ့ရောအချီးချဆန်းနေလေညီမလေးလက်ကြောမမတရတဲ့ထိချဆန်းနေလက်ဖေဖေနာမေမေလက်ကြောတမီတရတဲ့ထိချဆန်းနေလက်ဖွာလေးဖိုးလေးနမမနာလားပြောစီရှိလက်စပလက်တဲ့ခဲလက်ကြော Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you မိမိသူစားဆို session နဲ့ပြီးမွေးနေ့မှာစာရွေးစေအချမ်းသာချက်ကိုအချမ်းမချင်းနဲ့ပြီးဆွပြီးဘေခတေရခတေအနေခတေလက်ကရှက်ပြီးကာချီတူပါလက်ကြော်လန်းနိုင်ပြီးမိဖာတီတာသမီးလေးမတရဖြစ်ပါစေဆိုမှပုစုတော့ပေးပါပေးနေဆိုနေပေးနေဆိုနေပြပါစေရှင်ပြီးပြီးတမီမီခွင့်ရတခေါ်ရရဲ့အမေရဲ့စကားတဲ့ကြားခြင်းနဲ့ဘာမှလွတ်အချဲလေးရရှိသေးရဲ့မေမေလေးစီနေရညီမလေးစီနေရမေလွတ်အားစားလေးရရှိရဲ့အဲ့ဒါကျမမေလေးဖေးကျမရပြီရှင်ညီမလေးရပြီကြာမလို့အမေဖေဖေမေမေလေးမြေတတ်တာညီမလေးမြေတတ်တာလေးနဲ့ flower ရနေရပြီကြာလည်းမလို့အားကျမရေကောရပြီရှင်ကျမရေကောရပြီဟုတ်ပြီနဘလီမမကြီးတော့အရှာလဲညမပါလားဖေဖေမမေးလေးရလဲမီးပေးလေရဲ့လာဆော့မီးပူစားတာရရှိရဲ့နာဘာလေးကအေးရှိအခုမီးပူစားတာရှိရဲ့နာဘာရှိနာဘာဦးပဲလားအဲ့ဒါလားနာဘာကေးလိုက်မီးဗရန်လာမီးကကောတာလားနက်ကကောကောကြီးရမီးနာယီအမီးရပြောနေပါနာလူစပြောဆိုဟုတ်ပါပြီကျော်နော်ထန်လုအားစားလေးဒီပေါ့ဦးခွင့်ရတခေါ်ရရဲ့အမေရဲ့စကားတဲ့ကြားခြင်းနဲ့ခဏလေးပဲခဏလောက်ွယ်အဖေကိုစကားလေးပြောခြင်းတဲ့
ဦးမတဲ့ကြောဖေဖေမေမေလေးရပြောရှင်အခုပြောမွေးနေ supply ဝေးလိုက်တာမမီယို ဝါပါရှင်ပီတီဖြေရှင် ဝါသားရဲ့ပီတီပြေဟောပါပြီဖေဖေမေမေလေးရပြောရှင်သေးရဲ့ မချမ်းသာကြပြေဆိုအန်တီကိကနေရပါသေးရှင်ဘယ်ရနေကိရညင်းပါလေအခုလို့ရှင် ဟောဟုတ်ပါပြီရှင်ပိတ်နေစနေပြီးပါသေးရှင်ကျစူဒါနဲ့လောက်ပြေးလိုက်ပါအမမီယိုအခုလောက်ပြေးလိုက်လူပဲနော်လားသမီးကိုဖေဖေနေစာမလားဆိုတော့စကားနဲ့ပြောပြ လာ ပါ ရ စေ တော့မရကြမှာချမ်းသာပဲဘရှိကလာချေကျန်တဲ့စနေမျိုးခုလိုပဲပြည်စုံပါကြပါစေဘရှိကလာချေအမှုငါသားတွေခုလိုဒီစန္ဒပြူပါစေမကြီး ဟုတ်ပါပြီရှင်ဖေဖေပိတ်နေစနေပြီးပါသေးရှင်ဖေဖေမစကားဟဲ့ပါရှိသေးရဲ့မမေလေးညီမလေးဖေဖေလေး ရတယ်ရှင်ရှင် ရတယ်ရှင်ဟုတ်ပါပြီ မရကောင်းတယ်လီမမနေပါမရှိ ဟုတ်ပါပြီ မ ရှ ရ င် ဖက်ရလေညီမလေးကလို့ရှင်ရှင် ရှေဟုတ်ပါပြီရှင်ကြည်တန်းလားမပူလဲကြမီးပဲနော်လားဟန်ဒီနူဆိုပဲနော်လားဘဝမှာဖြစ်လျက်ဘဝမှာပြမျိုးလူတိုက်တာယာနိုင်ပြီဆိုတာသမီးလေးမတရဖြစ်ပါစေဆိုမှပူစုတော့ပြပါမီ ဝေးစနပြပါရှင် ဒီဗီတာမီကြည်တန်းလားမီးဟာ ခွင့်ရတစ်ခေါက်ရရင်အမေရဲ့စကားတွေကြားခြင်းနဲ့